မျက်လုံးကြီးနဲ့ကြည့်နေပြီဟာဆရာတင်နဲ့ကကြည့်မထွက်ဘူးလားမထွက်ဘူးဟာပြေးမှဖြစ်မယ်ပြေးတော့လိုက်ထွက်တဲ့တွတ်ပြီးကြီးတင်နဲ့အိုကြီးနဲ့ချိန်ကကြီးကြီးကမထွက်ကြောက်ခနဲ့အတန်တော့ဝဲကြီးကပြန်ကြည့်ပြီးရန်ဒီနေ့ကံမကောင်းပါလားလို့အော်ကဟဲဘိုက်ကလေးကအရှိကနေဝဲပစိုးကချိုးဖိနပ်ကပြောင်းဆရာတပည့်နှစ်ယောက်တော်ထဲမှာကြောက်